မိုင်းတွေကလူမဆန်တဲ့အဖြစ်ပေးနည်းများဒီနေ့တော့ကဘာပေါ်ကအပြင်းထန်ဆုံးပြစ်ဒဏ်တွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီအကြောင်းအရာတွေကိုနားထောင်ပြီးလူသားချင်းစာနာမှုဆိုတဲ့စကားလုံးတွေကလုံးဝကိုအတိတ်ပဲမဲ့သွားပါလိမ့်မယ်တခြားပေါက်ဒေသံပေးတာမျိုးပဲဖြစ်လိမ့်မယ်လို့ထင်ရင်တော့မှားသွားပါလိမ့်မယ်တချို့သောပြစ်ဒဏ်တွေကဒေသံပေးတာတောင်ပို့ပြီးတော့ဆိုးရွားပါတယ်ဆိုတော့ကျွန်တော်နဲ့အတူတူလိုက်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်ဒီလိုနာကျင်မှုတွေကိုဖန်တီးခဲ့ကြတဲ့သူတွေထဲမှာစပိန်လူမျိုးတွေမပါရင်ပြည့်စုံမှာမဟုတ်ပါဘူးသူတို့ကစပိန် Inquisition လို့ခေါ်တဲ့စစ်စေးကာလအတွင်းမှာလူပေါင်းများစွာကိုနှစ်ပေါင်း350ကျော်နှိပ်စက်ခဲ့ကြပါတယ်1488ခုနှစ်ကနေ1834ခုနှစ်အထိပါပဲအချိန်ကြာကြီးနှိပ်စက်ခဲ့ကြတာဖြစ်လို့နာကျင်မှုအမျိုးမျိုးကိုဖန်တီးနိုင်ဖို့နီလန်ပေါင်းစုံကိုလည်းတီထွင်ခဲ့ကြပါတယ်အဲ့ဒီကရိယာတွေထဲမှာနာမည်အကြီးဆုံးကတော့စပိန်ဘုဖနတ်ပါပဲဒီကရိယာကရိုးရှင်းပေမဲ့နှိပ်စက်တဲ့နေရာမှာတော့ထိရောက်ပါတယ်တသားပြားလေးချက်နဲ့တတ်ထုပြားလေးတွေသုံးပြီးလူတစ်ယောက်ရဲ့ခြေထောက်ကိုနေရာတကျချုပ်ထားလိုက်တယ်ပြီးရင်တသားပြားတွေကြားထဲကိုတတ်တစ်ခုကိုတူကြီးနဲ့ရိုက်သွင်းလိုက်တာပဲဖြစ်ပါတယ်ဒါဆိုရင်နှိပ်စက်ခံရသူရဲ့ခြေထောက်တွေဟာသားတွေစုပ်ပြဲခြေသလုံးကြက်သားတွေကျွေမွခြေသလုံးရိုးတွေတစားစီကျိုးချသွားပါလိမ့်မယ်ဒါကပထမတစ်ချက်ပဲရှိပါသေးတယ်တူနဲ့စတိုက်ထုနေမယ်ဆိုရင်တော့အဲ့လူရဲ့ခြေထောက်ဟာဘာကာအသားလူဖြစ်သွားပါလိမ့်မယ်ဒီလိုနှိမ့်ဆက်နည်းရဲ့ပုံစံမျိုးမျိုးကိုသမိုင်းတစ်လျှောက်မှာတွေ့ရပါလိမ့်မယ်စကော့တလန်လူမျိုးတွေကတော့တရေစုံနဲ့ခြေထောက်ကိုတင်းတင်းကြပ်ကြပ်စီးပြီးမင်းဘူးပေးတဲ့နည်းကိုသုံးခဲ့ကြပါတယ်ဘူတညောက်တရေလေးကြုံဝင်ပြီးခြေထောက်ရိုးတွေကျိုးသွားပါတယ်ပြင်သစ်တွေကလည်းသူတို့ကိုယ်ပိုင်ပုံစံကိုတီထွင်ခဲ့ပါသေးတယ်ပြပေးခံရသူရဲ့ခြေထောက်ကိုတန်ဖလက်ကြီးတဲ့ထဲပြီးရေနွေးစီနွေးဒါမှမဟုတ်အရေးကြိုထားတဲ့ခဲရည်တွေကိုလောင်းထည့်ခဲ့ကြပါတယ်ခဲရ620ဒီဂရီဖိုင်ဟိုက်လောက်မှာအရေးပြောတာဆိုတော့အဲ့လူရဲ့အသားရည်နဲ့ကြက်သားတွေဟာအယိုးတွေနဲ့ကွာထွက်သွားပါလိမ့်မယ်ဒါမှမဟုတ်ခဲရည်ထဲမှာပဲအယိုးတွေပါနစ်မြုပ်သွားပါလိမ့်မယ်ပြစ်ဒဏ်ရဲ့နောက်ထပ်ပုံစံတစ်ခုကတော့မျက်လုံးဖောက်ခြင်းပါပဲဒါကတော့ရှေးအောင်ဂရိပါရှားနဲ့ဘိုင်ဆန်နိုင်အင်ပါယာတို့မှာရေပန်းစားခဲ့တဲ့ပြစ်ဒဏ်တစ်ခုပါဒီပြစ်ဒဏ်ရဲ့ရွေချက်ကတေးစီဖို့မဟုတ်ပဲသင်ခန်းစာပေးဖို့ပါဒါပေမဲ့ရလကတော့သင်ခန်းစာပေးခံရတဲ့သူရဲ့အမြင်အာရုံကိုလုံးဝပျက်စီးသွားစေမှာပါပန်စန်တိုင်းဧကရေပေးစံနှစ်ဟာရန်သူ1000ခွဲကျော်လောက်ရဲ့မျက်လုံးတွေကိုဖောက်ထုတ်ခဲ့လို့ဘူဂရီးယားတို့ရဲ့အဖြစ်ပေးသူလို့နာမည်တွင်ခဲ့ပါတယ်မျက်လုံးဖောက်တဲ့နည်းတွေကလည်းမျိုးမျိုးရှိပါတယ်မိဘူးတိုက်ထားတဲ့တန်ချောင်းနဲ့မျက်လုံးကိုဖောက်ထုတ်တာဇွန်းလိုကရိယာနဲ့ချစ်ထုတ်တာဒါမှမဟုတ်ရှာလကာရီပူလိုအစိတ်ရှိတဲ့အရည်တွေကိုခွက်ထဲထည့်ပြီးမျက်လုံးပေါ်ကနေတဖြည်းဖြည်းချင်းကျစေတာမျိုးတွေဖြစ်ပါတယ်ဒီရည်တွေကမျက်လုံးကိုတဖြည်းဖြည်းခြေဖြတ်ပစ်ပါတယ်ဒီလိုပြစ်ဒဏ်ပေးနေချိန်မှာမျက်ခွန်တွေကိုပိတ်လို့မရအောင်ဖြတ်ပစ်ထားမျိုးတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်ဆိုတော့ဒီနာကျင်မှုကဘယ်လောက်ထိပြင်းထန်မယ်ဆိုတာခံမှန်းကြည့်လို့ရပါတယ်နောက်ထပ်ကြောက်စရာကောင်းတဲ့ပြစ်ဒဏ်တစ်ခုကတော့တရုတ်နိုင်ငံမှာအသုံးပြုခဲ့တဲ့ကြားခုံပါပဲဒီကရိယာကိုရှေ့ခေတ်တုံးကလေးကသုံးခဲ့ကြပြီးအခုခေတ်အထိလည်းသုံးနေတော့မယ်လို့တချို့အဖွဲ့အစည်းတွေကပြောကြပါတယ်ဒီနှိမ့်ဆက်နည်းရဲ့လှုပ်ဆောင်ပုံကတော့အရန်ရိုးရှင်းပါတယ်ပြစ်မှုကျူးလွန်သူကိုတသားခုံရှိပုံမှာထိုင်ခိုင်းပြီးလက်တွေခြေထောက်တွေကိုခန္ဓာတွေကိုကျိုးနဲ့တင်းကျပ်စွာချီနှောင်ထားတာပဲဖြစ်ပါတယ်ပြီးသူ့ရဲ့ခြေပေါ်အုပ်ကိုအုပ်ခဲတွေဒါမှမဟုတ်တသားပြားတွေကိုတစ်ခုပြီးတစ်ခုထည့်လိုက်တယ်အဲ့ဒီလိုလှုပ်လိုက်တော့ခြေထောက်ကတဖြည်းဖြည်းမြင့်လာပြီးဒူးကောင်းတွေကိုတိုင်းတာတစ်ခုထိစမ်းထုတ်နေစေပါတယ်။အိုကဲတစ်ခုထပ်ထည့်လိုက်တိုင်းမှာဒူးကောင်းကအယိုးတွေနဲ့အရွတ်တွေဟာတဖြည်းဖြည်းဆွဲဆန့်ခံရပြီးနောက်ဆုံးမှာဒူးကောင်းတွေကျိုးကြည်သွားကခြေထောက်တွေလုံးဝအသုံးမဝင်တော့ပါဘူး။တရုတ်နိုင်ငံမှာရှစ်ခေတ်တုန်းကပြစ်မှုတစ်ခုကိုတရားဝင်အပြစ်ပေးဖို့အတွက်ပြစ်မှုကျူးလွန်သူရဲ့ဝန်ခံချက်ကမရှိမဖြစ်လိုအပ်တာကြောင့်အခုလိုနှိပ်စက်နည်းတွေကိုအသုံးပြုခဲ့ကြတာပါ။ဒီလိုနှိပ်စက်နည်းမျိုးကိုမခံနိုင်မဲ့ဝန်ခံသွားတဲ့သူတွေလည်းအများကြီးပဲရှိပါတယ်။ဆိုတော့ကြည့်ရှုသူတွေအနေနဲ့လည်းဒီနှိပ်စက်မှုတွေနဲ့ပတ်သက်ပြီးဘယ်လိုထင်မြင်ကြလဲအနာကျင်ရဆုံးဆိုတဲ့တစ်ခုခုကိုမှန်သွားနိုင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်စိတ်ဝင်စားစရာများတဲ့သူကျွန်တော်ပြန်လာခဲ့ပါဦးမယ်